MMA ပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့တမိုင်းဝင်လူမိုက်ကြီးနှစ်ယောက်ရဲ့ထိတိုက်တွေ့ဆုံပွဲကြီးရောက်ရှိလို့လာခဲ့ပါပြီဗျာအခုမေလ19ရက်နေ့မနက်ပိုင်းမှာပဲ Netflix ကနေတိုက်ရိုက်ထုတ်လွှင့်ပြသမယ့်ပွဲကြီးမှာ UFC ရဲ့အကျော်မော်ဟောင်းတွေဖြစ်ကြတဲ့ Nate Diaz နဲ့ Mike Perry တို့ဟာလက်မြောက်အေးစီးမြစ်အောက်မှာငါးချီတိုင်တိုင်တွေးပြအောင်ထိုးတက်ကြလို့မှာပါဒီပွဲဟာတာမန်ပွဲတစ်ခုမဟုတ်ဘဲ MMA လောကရဲ့အရင်ဆိုင်ဆုံးမှာကိုမြင့်ဆုံးကစားသမားနှစ်ယောက်ရဲ့တိတ်ခါချပွဲလေးဖြစ်ပါတယ်အရင်ဆုံး Stockton မြို့ကတွေးလူမိုက်ကြီး Nate Diaz အကြောင်းကိုပြောရရင်တော့သူဟာ MMA စီးမြစ်အောက်ကိုနဲ့အတော့ကြာမှပြန်လဲခြေချလာတာဖြစ်ပါတယ်အသက်40နှစ်ရှိပြီဖြစ်ပေမဲ့ DS ရဲ့နာမည်ကျော်မော်ပန်းချင်းမရှိတဲ့ခါတည်းအဆိုအားနဲ့ဘလောက်ထိုးခိုင်ရရှိကိုပဲတိုးလာတဲ့မာကုံကတော့ပရိသတ်တွေအမြဲကြောက်လန့်ရတဲ့အချက်ပါဒါအပြင် DS ဟာ PJJ ဘရာဇီးချူချစ်စုခပတ်အနက်ဖြစ်လို့ကစားပွဲကချန်ပီယံပေါ်ရောက်သွားပြီဆိုရင်တော့သူ့ရဲ့နှက်ကွက်တိုင်းကွက်တွေဟာ Mike Perry အတွက်တကယ်ငရေခမ်းဖြစ်သွားနိုင်ပါလေဗျာKing of Violence လို့တင်စားကြတဲ့ Mike Perry ကလည်းလွယ်နဲ့အညှိခံမဲ့ကောင်မဟုတ်ပါဘူး UFC ကနေထွက်ခွာသွားပြီးနောက်ပိုင်း Perry ဟာ PTFC လက်တီးပလာထိုးတက်ပွဲတွေမှာရှုံးပွဲမရှိဘရင်တပါလို့စိုးမိုးထားတာပါသူဟာတကယ်ကိုတွေးဆနေတဲ့ဝန်ပလွေတကောင်လိုပုံစံမျိုးနဲ့ case ထဲကိုဝင်လာမှဖြစ်ပါတယ် Perry ရဲ့တိုးအားတွန်းအားတွေအပြင်တထောင်ရဲချက်တွေနဲ့ heavy လက်တီးတွေက Nate Diaz ကိုပထမဆုံးအကြိမ် knockout အလဲထိုးဖြစ်ဖို့အကောင်းဆုံးလက်နက်တွေပဲဖြစ်ပါတယ်ဒီပွဲရဲ့အလှည့်ပြောင်းကိုတုံးသက်ရရင်Mike Perry ကတော့ပထမချီဒုတိယချီတွေမှာရှေ့ကိုအတင်းတိုးပြီးတထောင်တွေလက်တီးပြင်းစားတွေနဲ့ Diaz ကိုအစိုးကြီးအလဲထိုးဖို့ကြိုးစားပါလိမ့်မယ်တစ်ဖက်မှာလည်း Nate Diaz ကအရက်နဲ့လက်အဆန့်သာစီးရထားတာမလို့ Perry ကိုအနီးကမခံပဲချက်လက်တီးတွေနဲ့ထိန်းထိုးပြီးပွဲကို၄ချီ၅ချီထိဆွဲဆန့်သွားပါလိမ့်မယ်Perry မောလာတဲ့အချိန်ကျမှ Diaz ကချန်ပီယံပေါ်ဆွဲချပြီးစတင်ပြစ်မဲ့ straight ကိုတုံးလာဖို့များပါလေဗျာတမိုင်းဝင်တွေးပြန်မဲ့ဒီပွဲကြီးကိုမေလ19ရက်အခုမနက်9နာရီခွဲကစပြီး Netflix မှာတိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒါဆိုရမှပြပြတက်တို့ရေ Stockton ကလူမိုက်ကြီးနဲ့ Diaz ကပဲ submission နဲ့နိုင်သွားမလားဒါမှမဟုတ် King of Violence Mike Perry ကပဲအလဲထိုးပြသွားမလားချစ်မိတ်ဆွေပြတက်တို့ရဲ့အမြင်ကိုကိုမှတ်မှာထပ်မံရေးသားပေးရင် subscribe လေးလည်းနှိပ်ခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်